ဟိုဘက်အိမ်ကညာတိုင်းစာအကျဲကြီးချက်တာတဲ့ဆယ်ရန်ကြောင်းသူကိုကျွန်တော်တို့အဖွဲကချစ်စနိုးလေးနဲ့ရေဒီယိုကမာရွတ်လို့မဲ့ထားတယ်ဟိုရေဒီယိုကမာရွတ်ရဲ့စူးစမ်းလိုက်စမ်းကွယ်ဒီတွေနဲ့အောင်ဖို့စွတ်တောင်းပေးမယ်သူတွေရှိတယ်ဟိုရေဒီယိုကမာရွတ်ရဲ့စူးစမ်းလိုက်စမ်းကွယ်ဒီတွေနဲ့အောင်ဖို့စွတ်တောင်းပေးမယ်သူတွေရှိတယ်ရှောင်းရင်တစ်ခါပရင်ဝါကဖြတ်လာတောင်းကြည့်သူရဲ့